ဒီလိုသောတာပန်ဟုတ်မဟုတ်ဆိုတာကိုဘုန်းကြီးတို့စစ်ဆေးတဲ့အခါမှာဘုရားတရားတန်ခါယတနာမြတ်သုံးပါးကိုကြည်ညိုတဲ့အနေထားရှိမရှိဆိုတာနဲ့စစ်ဆေးတာတဲ့၅ပါးသီလကိုတကယ်ကိုမလွန်ကျူးဘူးလားလွန်ကျူးသလားဆိုတဲ့အနေထားကနေပြီးတော့စီစစ်တာကတော့ဘယ်လိုမှမလွဲနိုင်ဘူးတချို့ကတော့သောတာပန်ဖြစ်ချင်တာတော့အလွန်ပဲဟုတ်လား၅ပါးသီလကမပြည့်စုံဘူးဟိုတုန်းကမာစီစော်ပြားကြီးဟောတဲ့တရားကိုရေးထားတဲ့စာအုပ်ရှိတယ်နောက်တခါတယောက်ကိုသူ့ရဲ့ဆရာကမင်းသောတာပန်ဖြစ်ပြီလို့သတ်မှတ်ပေးလိုက်တယ်နောက်ဒီခေတ်လည်းရှိရပဲနော်မင်းသောတာပန်ဖြစ်ပြီဆိုတော့ကြားဘူးထားတာကိုဒေသနာတွေကသောတာပန်ဆိုရင်ဘာတော့၅ပါးသီလမလွန်ကျူးဘူးသောတာပန်၅ပါးသီလမလွန်ကျူးဘူးဆိုတာကတမင်အောင်ဤဆောင်စည်းထိမ့်သိမ့်နေရတာမျိုးမဟုတ်ဘူးလွန်ကျူးလိုတဲ့စိတ်ကိုမရှိဘူးတတ္တဝါရဲ့အသက်ကိုတတ်ရလောက်သူ့မှာလောဘဒေါသမကြီးတော့ဘူးခုနကလူက तू ကသောတာပန်တကယ်ဖြစ်နေတာမဟုတ်ဘူးလေဒါပေမဲ့သောတာပန်ဖြစ်ရင်၅ပါးသီလလုံတယ်ဆိုတော့သူခင်ဗျာ၅ပါးသီလကိုလွန်ကျူးခြင်းရဲ့နဲ့အောင်ဤဆောင်စည်းပြီးတော့ထိမ့်သိမ့်ရတယ်နောက်တော့မာစီစော်ကြီးနဲ့တွေ့တယ်တဲ့တွေ့တော့အဲ့လိုပဲသူ့ကိုအရင်ဘုန်းကြီးတစ်ပါးကသောတာပန်ဖြစ်တယ်လို့ပြောတယ်ဗျတကားမင်းဘာသောတာပန်မှမဖြစ်သေးဘူးအဲ့လိုလဲပြောလိုက်ရောအော်တပည့်တော်သောတာပန်မဖြစ်သေးဘူးလားဗျာအဲ့ဒါနောက်တော့တကားကသောတာပန်မဖြစ်ဘူးဆိုတော့ငါ၅ပါးသီလဖောက်ဖျက်ခြင်းလဲဖောက်ဖျက်လို့ရပြီဟုတ်လားနော်ကြည့်နော်ဟုတ်လားအစာတည်းကသူကလွန်ကျူးလူစိတ်မရှိလို့ရှောင်နေတာမှမဟုတ်တာခုသောတာပန်မဟုတ်ဘူးတဲ့လို့ပြောတော့သူက၅ပါးသီလတောင်မလုံတော့ဘူးတဲ့ဘာပြောနေတာတော့သူများကသောတာပန်ဖြစ်ပြီလို့ပြောတာနဲ့သူ့ကိုယ်သူသောတာပန်ဖြစ်တယ်လို့ထင်နေတာတကယ်ဖြစ်တာမှမဟုတ်တာကိုအဲ့တော့စတော်ကြီးကညီးတဲ့သဘောလေးနဲ့ပြောတယ်တဲ့သူကသူငကောသောတာပန်ဖြစ်တယ်လို့ထင်နေတာလေးကမှ၅ပါးသီလကိုအောင်ဤပြီးတော့လုံခြုံအောင်စောင့်နေသေးတယ်အခုမဖြစ်တော့ဘူးလို့ပြောကမှ၅ပါးသီလတောင်မလုံတော့ဘူးတဲ့ဘာတွေပြောနေတာဘုန်းကြီးကလောကကြီးမှာကမောက်ကမတွေဖြစ်နေတာတွေကိုပြောပြတာဟုတ်လားနော်ခုဒီမှာမြတ်စွာဘုရားကသောတာပန်ဆိုလို့ရှိရင်ယတနာမြတ်သုံးပါးကိုအသက်ထက်ပိုပြီးတော့ချစ်မြတ်လို့တဲ့ကြည်ညိုတယ်ဟုတ်လားပြီးတော့မှာတော့၅ပါးသီလကိုအသက်ဒီဟုသောအကြောင်းကြောင့်တောင်မလွန်ကျူးမဖောက်ဖျက်ဘူးကြည်စုံတယ်တန်ရှင်းအောင်ဆင်ခြင်အောင်ကြိုးစားတယ်ဟုတ်လားဒါကသောတာပန်ပုဂ္ဂိုလ်မှာရှိတဲ့အရည်အသွေးသောတာပန်ဖြစ်ပြီးဆိုရင်အလွန်မွန်မြတ်တဲ့မျက်နှာဝေရကောင်းတဲ့အကျိုးရလဒ်2မျိုးအကျိုးရလဒ်2မျိုးကိုမမေ့နဲ့နော်ဒါမှဘုန်းကြီးတို့သောတာပန်ဖြစ်ခြင်းနဲ့စိတ်ဆန္ဒတွေထက်သန်ပြီးတော့သောတာပန်ဖြစ်အောင်လုပ်တဲ့လုပ်ငန်းမှာတိုးတက်နိုင်မယ်ပေါ့သောတာပန်ဖြစ်ပြီးဆိုရင်ဘာလို့အာဝိနိပါဒဓမ္မသေပြီးတဲ့နောက်မှာသုတဝါဝါဖောက်ပြန်ပြောင်းလဲကြာရောက်စေအကြောင်းရှိဘူးနိယတတံဘောဓိပရာယနာသေချာပေါက်အထက်မဲ့ဉဏ်ပူဉဏ်တို့ကိုရရှိလိမ့်မယ်ရောက်ရှိလိမ့်မယ်ဒါပြောနော်